တိုင်းရင်းသားတွေကဘာကြောင့်ကျွန်တော်တို့ကိုဗမာလူမျိုးကြီးဝါဒကျင့်သုံးတဲ့သူတွေလို့ဆွဆွဲကြတာလဲဒီနေရာမှာတိုင်းရင်းသားတွေပြောတဲ့ဗမာလူမျိုးကြီးဝါဒဆိုတာကလူမျိုးတစ်မျိုးကိုမုန်းတီးဖို့လှုပ်ဆိုတာမျိုးမဟုတ်ပါဘူးဗမာလူမျိုးတွေရဲ့ယဉ်ကျေးမှုဘာသာစကားနဲ့နိုင်ငံရေးအမြင်တွေကတခြားတိုင်းရင်းသားတွေထက်ပိုမြင့်မြတ်တဲ့ပိုအရေးကြီးတဲ့ဆိုတဲ့ယူဆချက်နဲ့နိုင်ငံတစ်ခုလုံးကိုဗမာစံနှုန်းအတိုင်းပုံသွင်းဖို့စူးစမ်းနေတာကိုဆိုလိုတာပဲဖြစ်ပါတယ်ဗမာတွေပေါ်တိုင်းရင်းသားတွေဒီလိုဆွဆွဲနေရတဲ့တက်သေးတွေကိုခေတ်အဆက်ဆက်ကျင့်သုံးခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲမှာမြင်နိုင်ပါတယ်ဥပမာ1940ခုဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်မယ်ဆိုရင်ရှမ်းကယားကချင်စတဲ့ပြည်နယ်တွေပါဝင်နေတာကြောင့် Federal ပုံစံလို့ထင်ရပေမဲ့လက်တွေ့ကျကျဆန်းစစ်ကြည့်ရင်တော့တပြည်ထောင်စနစ်ဘက်ကိုပို့ပြီးတော့နှီးစပ်ပါတယ်ပထမဆုံးအချက်ကဗမာပြည်မအတွက်တည်တံ့ပြည်နယ်မရှိခြင်းပဲဖြစ်ပါတယ်ဒါကအခြေခံအကျဆုံးအချက်လို့တော့ပြောလို့ရပါတယ် Federal စနစ်မှာအဖွဲ့ဝင်ပြည်နယ်အားလုံးဟာတန်းတူအဆင့်ရှိရပါတယ်ဒါပေမဲ့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေအရရှမ်းကယားကချင်စတာတွေကိုပြည်နယ်အဖြစ်သတ်မှတ်ထားပေမဲ့ဗမာပြည်မကိုတော့ပြည်နယ်အဖြစ်တည်တံ့မသတ်မှတ်ခဲ့ပါဘူးဒါကြောင့်ဗဟိုအစိုးရကဗမာပြည်မကိုတိုက်ရိုက်အုပ်ချုပ်တဲ့အစိုးရဖြစ်နေတယ်လို့တနိုင်ငံလုံးကိုလည်းလွှမ်းမိုးထားတဲ့အစိုးရဖြစ်နေပါတယ်အကျိုးဆက်အနေနဲ့ဗဟိုအစိုးရရဲ့ဆုံးဖြတ်ချက်တွေဟာဗမာလူမျိုးတွေရဲ့ဆုံးဖြတ်ချက်အတိုင်းဖြစ်နေပြီးတော့ကျန်တဲ့ပြည်နယ်တွေအပေါ်အလိုလျောက်လွှမ်းမိုးသွားပါတယ်ဒုတိယအချက်ကအာဏာခွဲဝေမှုမမျှတခြင်းပဲဖြစ်ပါတယ်ဖက်ဒရယ်မှာဗဟိုနဲ့ပြည်နယ်ကြားအာဏာကိုခွဲဝေကျင့်သုံးရပါတယ်ဒါပေမဲ့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေမှာဥပဒေပြုခွင့်အာဏာအများစုကဗဟိုရဲ့လက်ထဲမှာပဲရှိနေပါတယ်ပြည်နယ်တွေမှာတော့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အနှဲငယ်သာရရှိပြီးတော့အရေးကြီးတဲ့ကိစ္စမှန်သမျှကိုဗဟိုကပဲဆုံးဖြတ်ပါတယ်ဒါကဖက်ဒရယ်စစ်မဟုတ်တော့ပဲဗဟိုကပဲအမိန့်ပေးတဲ့တပြည်ထောင်စနစ်မျိုးဖြစ်သွားစေပါတယ်တတိယအချက်ကလူမျိုးစုလွတ်တော်တွေရဲ့အားနည်းချက်ပဲဖြစ်ပါတယ်စစ်မှန်တဲ့ Federal စနစ်မှာလူမျိုးစုလွတ်တော်လို့ခေါ်တဲ့အထက်လွတ်တော်ကပြည်နယ်တွေရဲ့အခွင့်အရေးကိုကာကွယ်ဖို့အာဏာအပြည့်ရှိဖို့လိုပါတယ်1940ခုဖွဲ့စည်းပုံအခြေခံဥပဒေမှာလူမျိုးစုလွတ်တော်ရှိခဲ့ပေမဲ့အမတ်ဥယျာဉ်သတ်မှတ်ချက်မှာလူဦးရေအချိုးအစားအရဗမာအမတ်တွေကအများစုဖြစ်နေနိုင်တဲ့အခြေအနေမျိုးတွေရှိခဲ့ပါတယ်ဥပဒေတစ်ခုအတည်ပြုတဲ့အခါမှာလည်းပြည်သူ့လွတ်တော်လို့ခေါ်တဲ့အောက်လွတ်တော်ရဲ့အဆုံးဖြတ်ကပို့ပြီးတော့အရေးပါနေတာကြောင့်တိုင်းရင်းသားတွေရဲ့အတန်ဟာလွတ်တော်ထဲမှာပျောက်ဆုံးသွားခဲ့ရပါတယ်နောက်တစ်ချက်ကပြည်နယ်ဝင်ကြီးချုပ်ခန့်အပ်ရေးကိစ္စပဲဖြစ်ပါတယ်1940ခုဖွဲ့စည်းပုံအခြေခံဥပဒေကပြဋ္ဌာန်းချက်တွေအရပြည်နယ်ကောင်စီတွေရှိခဲ့ပေမဲ့ပြည်နယ်ဝင်ကြီးတွေကိုနိုင်ငံတော်ဝင်ကြီးချုပ်ကပဲခန့်အပ်တာမျိုးတွေဖြစ်နေပါတယ်ဒါကြောင့်ပြည်နယ်အစိုးရတွေဟာဗဟိုအစိုးရရဲ့လက်အောက်ခံရန်တရားတစ်ခုလိုပဲပြုမှုဆောင်ရွက်ခဲ့ကြရပါတယ်ဒီအခါမှာတိုင်းရင်းသားတွေအနေနဲ့ဗဟိုကလွတ်တဲ့ဗမာအရာရှိတွေကပဲငါတို့ကိုလာအုပ်ချုပ်နေတယ်ဆိုတဲ့အတွေးတွေဖြစ်လာစေပါတယ်ပြီးတော့တန်ရန်ဇာတခွဲဝေရေးနဲ့ပတ်သက်ပြီးပြဋ္ဌာန်းချက်တွေကလည်းတိုင်းရင်းသားတွေအတွက်ရပိုင်ခွင့်အလွန်အားနည်းခဲ့ပါတယ်ဥပမာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်119အရပြည်ထောင်စုအတွင်းမှာရှိတဲ့မြေပေါ်မြေအောက်သဘောတန်ရန်ဇာတအားလုံးကိုပြည်ထောင်စုကသာစီမံပိုင်ခွင့်ရှိတယ်လို့ပြဋ္ဌာန်းထားပါတယ်ဒီနေရာမှာပြည်ထောင်စုဆိုတဲ့စကားလုံးကလက်တွေ့မှာဗဟိုအစိုးရကိုသာဆိုလိုတာပါဒါကြောင့်ပုံမှန်119အရပြည်နယ်တွေထဲမှာရှိတဲ့သဘောတန်ရန်ဇာတထုတ်ယူခွင့်ဒါမှမဟုတ်လုပ်ပိုင်ခွင့်ပေးတဲ့အာဏာဟာပြည်နယ်အစိုးရမှာမရှိဘဲရန်ကုန်ကဗဟိုအစိုးရလက်ထက်မှာပဲရှိနေပါတယ်ပြည်နယ်တွေကိုစိုက်ပျိုးရေးငါးဖမ်းလုပ်ငန်းနဲ့ဒေသန္တရအသေးစားလုပ်ငန်းလေးတွေကိုပဲခွင့်ပြုပေးထားခဲ့ပါတယ်အဆိုအရဆုံးအချက်ကတော့တယံဇာတကနေရလာတဲ့အခွင့်အရေးတွေကိုဘလို့ခွဲဝေမလဲဆိုတဲ့အချက်တိတိကျကျမရှိတာပဲဖြစ်ပါတယ်ပြည်နယ်တွေမှာကိုယ်ပိုင်အခွင့်ကောက်ပိုင်ခွင့်နဲ့တယံဇာတရောင်းရငွေကိုစီမံပိုင်ခွင့်အာဏာမရှိသလောက်ကိုနေပါခဲ့ပါတယ်တယံဇာတကနေရလာတဲ့ဝင်ငွေအလုံးကိုဗဟိုအစိုးရကနေသိမ်းယူသွားပြီးတော့နောက်မှပြည်နယ်တွေကိုထောက်ပံ့ကြေးပုံစံမျိုးနဲ့ဗဟိုအစိုးရကပြန်ခွဲဝေပေးပါတယ်ယခုလိုပြည်နယ်အတွင်းကတယံဇာတတွေကိုပြည်နယ်အစိုးရတွေကစီမံပိုင်ခွင့်အာဏာကင်းမဲ့မှုဟာလည်းမတရားတဲ့လူမျိုးကြီးဝါဒရဲ့ပြရုပ်လို့တိုင်းရင်းသားတွေကရှုမြင်ကြပါတယ်။နောက်ဆုံးချက်ကတော့ဘာသာစကားနဲ့ယဉ်ကျေးမှုဆိုင်ရာပြဋ္ဌာန်းချက်တွေပဲဖြစ်ပါတယ်။ဥပမာပုံမှန်116ဟာတိုင်းရင်းသားတွေအတွက်အကြီးမားဆုံးသောနာကြီးချက်တစ်ခုကိုဖြစ်စေခဲ့ပါတယ်။ပုံမှန်116ရပြည်ထောင်စုရဲ့ရုံးသုံးဘာသာစကားမှာမြန်မာစာဖြစ်ရမယ်လို့အတိအကျပြဋ္ဌာန်းထားပါတယ်။ချွင်းချက်အနေနဲ့လိုအပ်ပါကအင်္ဂလိပ်စာကိုသုံးနိုင်တယ်လို့ဆိုထားပေမဲ့တိုင်းရင်းသားဘာသာစကားတွေကိုတော့ရုံးသုံးအဖြစ်သုံးစွဲခွင့်ကိုတော့ထည့်သွင်းဖော်ပြထားတာမျိုးမရှိခဲ့ပါဘူး။ဒါကြောင့်တိုင်းရင်းသားဒေသတွေမှာရှိတဲ့ရုံးတွေကျောင်းတွေမှာသူတို့မိခင်စာပေကိုသုံးခွင့်မရခဲ့ကြပဲမြန်မာစာကိုပဲအဓိကထားတင်ကြားသုံးစွဲခဲ့ရတဲ့အတွက်ယဉ်ကျေးမှုလက္ခဏာတွေဟာတဖြည်းဖြည်းပြောက်ကွယ်လာရတယ်လို့ခန်းစားကြရပါတယ်။ဘာသာရေးနဲ့ပတ်သက်လို့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်21မှာယခုလိုပဲပြဋ္ဌာန်းထားပါတယ်။အဲ့ဒါကတော့နိုင်ငံတော်ဟာဗုဒ္ဓဘာသာကိုပြည်ထောင်စုသားအများစုကိုးကွယ်တဲ့ဘာသာအဖြစ်အထူးဂုဏ်ထူးဝိသေသအဖြစ်အတိအမှတ်ပြုတယ်လို့ဆိုထားပါတယ်။အခြားဘာသာတွေကိုလည်းအတိအမှတ်ပြုတယ်လို့နောက်မှဆက်ရေးထားပေမဲ့အထူးဂုဏ်ထူးဝိသေသဆိုတဲ့စကားလုံးကဗုဒ္ဓဘာသာမဟုတ်တဲ့တိုင်းရင်းသားတွေအတွက်သူတို့ဟာဒုတိယတန်းစားနိုင်ငံသားတွေဖြစ်သွားသ
တယ်လို့ခန်းစားရစေပါတယ်နောက်ပိုင်း1960ခုနှစ်မှာဦးနုအစိုးရကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်အတည်ပြုလိုက်တဲ့အခါမှာတော့တိုင်းရင်းသားတွေနဲ့ဗဟိုအစိုးရကြားကပဋိပက္ခတွေဟာအထွတ်အထိပ်ကိုရောက်ရှိသွားစေပါတယ်ပြီးတော့တိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှုစာပေနဲ့အမှုပညာတွေကိုနိုင်ငံတော်ကကာကွယ်စောင့်ရှောက်မယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်20မှာပြဋ္ဌာန်းထားပါတယ်ဒါပေမဲ့လက်တွေ့မှာဘယ်လိုလှုပ်ဆောင်ပေးမယ်ဆိုတဲ့ရန်တရားတော့မရှိခဲ့ပါဘူးယဉ်ကျေးမှုနဲ့ပတ်သက်လို့ပြည်နယ်တွေကိုစီမံပိုင်ခွင့်အနှဲငယ်ပေးထားပေမဲ့ဗန္ဒာရေးအာဏာအားလုံးဟာဗဟိုအစိုးရရဲ့လက်ထက်မှာပဲရှိနေတာကြောင့်ပြည်နယ်တွေဟာသူတို့ရဲ့ယဉ်ကျေးမှုထိန်းသိမ်းရေးကိုကိုယ်ပိုင်ဘတ်ဂျက်နဲ့ထိထိရောက်မလုပ်နိုင်ခဲ့ကြပါဘူးတိုင်းရင်းသားတွေကတော့ဒါကိုသွေးမထွက်တဲ့စစ်ပွဲလို့ရှုမြင်ကြပါတယ်ဥပမာသူတို့ရဲ့ကိုယ်ပိုင်မျိုးနွယ်စုလက္ခဏာတွေပျောက်ဆုံးသွားပြီးတော့ဗမာလူမျိုးတွေကိုဥပဒေနဲ့တွတ်တွန်းခံနေရတယ်လို့ယူဆခဲ့ကြတာပဲဖြစ်ပါတယ်ဒီဖွဲ့စည်းပုံဟာမမျှတမှန်သိပေမဲ့တိုင်းသားကောင်းဆောင်တွေဟာဗိုလ်ချုပ်အောင်ဆန်းရဲ့ယူသားမှုနဲ့ဂတိတည်မှုကိုအကျွမ်းမဲ့ယုံကြည်ခဲ့ကြတာကြောင့်လက်ခံပေးခဲ့ကြတာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဗိုလ်ချုပ်ရဲ့လွတ်လပ်ရေးကိုအရယူခြင်းတဲ့စိတ်ဆောမှုတွေကြောင့်ဖွဲ့စည်းပုံမှာလိုအပ်တာကိုနောက်မှဆက်ပြင်မယ်။အခုတော့လွတ်လပ်ရေးကိုအမြန်ရအောင်ဒီအတိုင်းပဲအတည်ပြုကြစို့ဆိုတဲ့ဗိုလ်ချုပ်ရဲ့တိုက်တွန်းချက်ကိုတိုင်းရင်းသားတွေကအလျှော့ပေးပြီးတော့လက်ရောခဲ့ကြတာလည်းဖြစ်ပါတယ်။နောက်ပြီးတိုင်းရင်းသားတွေကိုယ်တိုင်ကလည်းဖွဲ့စည်းပုံရဲ့အားနည်းချက်တွေကိုသိပေမဲ့ဗိုလ်ချုပ်ရှိနေရင်ငါတို့ကိုလက်စားမှာမဟုတ်ဘူးဆိုတဲ့ယုံကြည်မှုနဲ့လက်ရောပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတိမပြုခင်မှာပဲဗိုလ်ချုပ်ဟာလောက်ကျန်ခံလိုက်ရပါတယ်။အဲ့ဒီနောက်ပိုင်းကနေစပြီးတော့အစိုးရအဆက်ဆက်ဟာတိုင်းရင်းသားတွေပေါ်ဗိုလ်ချုပ်ထားခဲ့တဲ့ဂတိကဝတ်တွေကိုအကောင်အထည်မဖော်ခဲ့ကြပဲမျက်ကွယ်ပြုခဲ့ကြပါတယ်။ဒါနဲ့ပဲကျွန်တော်တို့ဗမာတွေဟာတိုင်းရင်းသားတွေပေါ်ဂတိဖောက်ဖျက်သူတွေမတရားအနိုင်ကျင့်သူတွေတိုင်းရင်းသားတယံဇာတတွေကိုမတရားလူရဲသူတွေဖြစ်မှန်းမသိဖြစ်နေကြတာဟာတကယ်ကိုမှပဲရှက်စရာကောင်းပါတယ်။ဒါတွေကိုမပြင်ဆင်နိုင်သေးကတော့ကျွန်တော်တို့ဟာလွတ်လပ်ပြီးညီညွတ်မြတ်တဲ့ဖက်ဒရယ်နိုင်ငံတစ်ကိုရှောက်လန်းနိုင်မှာမဟုတ်ပါဘူး။ကဲမိတ်ဆွေရောဗမာလူမျိုးတယောက်ဆိုရင်မိတ်ဆွေရဲ့အမြင်ကိုကွန်မန့်မှာဝေမျှပေးခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်